အားလုံးပဲမင်္ဂလာပါ MKT ကူရာဆန္ဒကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့အိတ်ဆေးရဲ့ day 3လေးပေါ့နော် day 3လေးအဆက်လေးတွားပေးပါမယ်ဒီနေ့ day 3လေးကတော့ဒီ number group တို့ style group တို့ cell group တို့ attitude group လေးကိုကျွန်တော်အဲ့ဒါလေးတွေကိုတွားပေးမယ်ပေါ့နော်နောက်နေ့ကစပြီးတော့ day 4ကစပြီးတော့ဒီလိုအခြေခံချက်တွေကိုမရှင်းပြတော့ဘဲနဲ့fashion တွေပိုင်းတွေတွားမယ် formula ပိုင်းတွေတွားမယ်တကယ်လုပ်ငန်းခွင်ကျွန်တော်လက်တွေ့မှာတကယ်သုံးနေတဲ့ table ဒီနဲ့စင်းစရာလုပ်နေတယ်ပေါ့နော်အဲ့ဒါကျွန်တော်နောက်ပိုင်းကျရင် pipe table တွေလည်းလာမယ်ပေါ့we look at fashion တွေတို့เนาะကျွန်တော်တို့ sign နဲ့ further တဲ့ science fashion တွေဒီ fashion ဘိုင်းတွေကျွန်တော်သွားပေးမယ်ပေါ့ဒီနေ့ကအဲ့ဒါတွေမသွားပေးဘူးဆိုတာကကျွန်တော်အဲ့ဒါတန်းသွားပေးလိုက်ပြီဆိုရင်အဲ့ဒီထဲမှာထက်ထက်သုံးရတဲ့တချို့ချက်လေးတွေကကျတော့ဒီ basic ဒီ theory ဘိုင်းတွေသွားမယ်ဆိုရင်ဒီ basic ဘိုင်းတွေပေါ့နော် number တို့ style တို့ဒီဟာလေးတွေ cell လေးတွေမသိဘူးဆိုရင်အခက်အခဲတွေဖြစ်နေမယ်ဆိုလို့ကျွန်တော်ဒါလေးတွေကိုဒီနေ့အမြန်လေးသွားပေးမယ်D4 ကစပြီးတော့function တွေနဲ့လက်တွေ့အသုံးပြုလို့ရမယ့်နည်းလေးတွေကိုကျွန်တော်သွားပေးမယ်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့ဒါဆိုရင်စလိုက်ကြအောင်နော်ကျွန်တော်တို့ဒီမှာ number ပေါ့နော်အဲဆိုကျွန်တော်တို့ဒီမှာစလိုက်ကြရအောင်ဒီမှာ number ဒီလေး number group လေးသွားပေးမယ် number group လေးကျွန်တော်ရေစောဒီမှာတန်ဖိုးလေးတွေနည်းငယ်ရတယ်ဟုတ်ပြီဒီမှာကျွန်တော်တန်မိုးလေးရိုက်တယ်ကျွန်တော်ဒီတန်မိုးလေးတွေဆိုရင်ကျွန်တော်ကြည့်ရတာပိုရှင်းသွားအောင်ကော်မာလေးနဲ့ခံလိုက်မယ်ပေါ့နော်ကော်မာလေးခံပြီးကျွန်တော်ပိုရှင်းအောင်မယ်ဒါကြောင့်ကျွန်တော်တို့ကော်မာလေးခံခြင်းတဲ့နေရာလေးတွေကျွန်တော်တို့ဆက်လက်လေးမှတ်လိုက်မယ် row တစ်ခုလုံးအကျိုးသက်ရောက်ခြင်းနဲ့ဆိုရင် sorry column တစ်ခုလုံးအကျိုးသက်ရောက်ခြင်းနဲ့ဆိုရင်တော့ column တစ်ခုလုံးဆက်လက်မှတ်လိုက်ပါနော်ပြီးရင်ကျွန်တော်တို့ဒီမှာကော်မာလေးကိုတစ်ချက်ကုတ်ပေးလိုက်ပါနော်ဒါမှမဟုတ် column တစ်ခုလုံးအကျိုးသက်ရောက်ခြင်းဘူးဆိုရင်ဒီတော့ပေါ့နော်ကိုသက်ရောက်ခြင်းနဲ့ပမာဏအတိုင်းအတာလေးကိုပဲslam ပြီးဒီမှာဒီဘက်မှာ number group ထဲမှာကျွန်တော်ဒီ comma လေးကုတ်ပေးလိုက်ပေါ့။အဲ့မှာ comma လေးကုတ်လိုက်ပြီ။ comma လေးကုတ်လိုက်တော့ဟုတ်တယ်ဒီမှာကျွန်တော်ဒသမနောက်မှာတုံညတွေပါနေတယ်။အဲ့ဒါကိုကျွန်တော်မလိုချင်ဘူးဆိုရင် decrease decimal ပေါ့နော်ဒီကောင်လေးကိုကျွန်တော်တစ်ချက်လက်ချက်နှိပ်ပြီးလိုက်ပေါ့တော့တုံညနှလုံးဆိုတော့တင်းနေ။ဟုတ်ပြီပါခြင်းနဲ့ဆိုရင်ဒီဘက်မှာ increase decimal လေးနဲ့ပြန်ပြီးတော့တိုးလို့ရတယ်ပေါ့။နော်အဲ့ဒါ short မရှိဘူးကျွန်တော်တို့ကတော့မပါခြင်းဘူး။ copy ဒါမျိုးလေးတွေအဆင်ပြေသွားတယ်ပေါ့နော်ဒါဆိုရင်4000 6900 9200 3000 8000ဆိုပြီးတော့အလွယ်တကူဖတ်လို့ရတယ်ပေါ့နော်ဒီ comma လေးကုတ်ခြင်းအပြင်ကြည့်ရတာပိုရှင်းသွားတယ် comma လေးကုတ်ခြင်းနေဆိုဒီကောင်လေးကိုတုံးတယ်နောက်တစ်ခုကကျတော့ကျွန်တော်ဒီ comma လေးအပြင်ကိုဒီမှာ dollar sign လေးတက်ချင်တယ် dollar sign လေးတက်ချင်တယ်ဆိုရင်ချက် dollar sign လေးကိုနှိပ်ပေးလိုက်ပေါ့အဲ့ဒီမှာကျရင်လည်း decimal တွေကပြန်ပါလာပြန်ပြန် short လိုက်ပေါ့နော်ဒသမနောက်ကတုံညလေးတွေပြန် short လိုက်ဒီလိုမျိုးဖြစ်သွားတယ်ဟုတ်ပြီကျွန်တော် dollar sign တစ်ခုပဲတက်လို့ရတာလားတခြားရောမရဘူးလားဆိုတော့ dollar sign ရဲ့ဘေးနားမှာကျွန်တော်အောက်မြားပြထားတယ်နော်ဒါဝေါ်မှာလည်းကျွန်တော်ပြောပါတယ်မြားပြထားတယ်ဆိုတော့ option ပါတယ်ရွေးချယ်ခွင့်တွေရတယ်တစ်ချက်နှိပ်လိုက်အဲ့ဒီမှာဆိုရင်အဲ့တော့ပေါင်တွေရောပေါ့နော်ယူရိုတွေရော Chinese yuan တွေရောပေါ့နော်အကုန်ပါတယ်သူ့ပေမဲ့ကျွန်တော်မြန်မာငွေရော MMK ပေါ့နော်မြန်မာကျပ်ကိုမရနိုင်ဘူးလားဆိုတော့ရပါတယ်မိုးအကောက်တဲ့ format ဆိုတဲ့ဟာတွေကိုတစ်ချက်နှိပ်လိုက်အမှဆိုရင်ကျွန်တော်တို့ format cell ဆိုတဲ့ပေါက်လေးပေါ်လာမယ်အဲ့ထဲကမှာအခုအကောက်တဲ့ကိုသူက auto ရွေးပေးပြီးသားဒီမှာ symbol ဆိုတဲ့နေရာလေးမှာ out down မြားလေးပေါ့နော်မြားလေးကိုတစ်ချက်နှိပ်လိုက်ပြီးတော့ကျွန်တော်တို့ MMK လေးကိုရှာရမှာပေါ့နော် MMK ကကျတော့သူကအောက်နားလောက်မှာသူကရှိလိမ့်မယ်ပေါ့နော်အောက်နားလောက်မှာရှိလိမ့်မယ်ဟုတ်ပြီဒီမှာ MMK လေးတွေ့ပြီ MMK ပေါ့မြန်မာကျက်ပေါ့နော်အားလေးတစ်ချက်နှိပ်လိုက်ပြီးရင်ဒသမလောက်မှာကျွန်တော်တို့တုံညမထားခြင်းဘူးညာ decimal place ဆိုတဲ့ဟာလေးကိုကျွန်တော်တို့0လေးရွေးပေးထားလိုက်ပါတော့ဒီမှာတစ်ခါလေးရွေးပေးလို့ရတယ်ဒီရောက်မှကျွန်တော်တို့ degree decimal နဲ့လည်းရွှေ့လို့ရတယ်ကျွန်တော်ဒီမှာတစ်ခါလေးရွေးပေးလိုက်တယ် okay လေးပေးလိုက်တယ်ဒီမှာဆိုရင် MMK ပေါ့နော်နည်းနည်းလေး column လေးကိုချဲလိုက်မယ် MMK နဲ့ကျွန်တော်တို့ရပြီပေါ့နော်အဲ့ဒီမှာခုနကျွန်တော်ဒီထဲမှာဝင်ပြတဲ့နေရာမှာဝေကြီးပုံစံမျိုးစုံရှိတယ်ပေါ့ဗျာနော်နိုင်ငံတကာဝေကြီးတွေအများကြီးရှိတယ်ကိုနှစ်သက်ရအောင်သုံးပေါ့ကျွန်တော်တို့ MMK ပဲသုံးတာများတယ်ပေါ့နော်ဒီဒေါ်လာဆိုင်လည်းသုံးချင်သုံးပေါ့နော်ဒါမျိုးလေးတွေသုံးလို့ရပါတယ်ဟုတ်ပြီဒီ percent ကျတော့ကျွန်တော်တို့အများထင်နေသလိုကျွန်တော်5ကိုနှိပ်လိုက်တယ် 5% အဲ့လိုပုတ်ပါအောင်နော်900ဖြစ်သွားပြီဒီပိုင်းကကျွန်တော်နောက်မှ AC ပြပြပေးမယ်ကျွန်တော်တို့ percent တွေရေးခြင်းနေဆိုရင်တော့ 5% တို့ 10% တို့ရေးခြင်းနေဆိုရင်တော့5ကိုရေးအဲ့လိုရေးရမှာပေါ့နော်5ကိုရေးရမယ်အဲ့လိုမျိုးလေးရေးရမယ် sorry ဒါပြဖြတ်လိုက်နော်ကုန်ပြဖြတ်လိုက်ဟုတ်ပြီဟုတ်ပြီ 5% တို့ဘာလို့ကျွန်တော်တို့ရေးခြင်းနေဆိုရင်ကြတော့ keyboard ကနေပြီးတော့ကျွန်တော်တို့5ကိုရေးလိုက်5ကိုရေးပြီးတော့နောက်က keyboard ကနေပြီးတော့ပဲ8 key လေးကိုဖိပြီးတော့ကျွန်တော်တို့လက်ပတ်ပေါ့နော်လက်ပတ်9လေးကိုနှိပ်ပေးရမယ်ကျွန်တော် secret keyboard နဲ့တစ်ချက်ပြပေးမယ်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့ဒီနောက်မှာ10%ရေးခြင်းနဲ့ဆိုကြပါတော့เนาะကျွန်တော်နောက်မှာ10%ရေးခြင်းနဲ့ဆိုရင် keyboard ကနေပြီးတော့ဒီမှာ10ပေါ့
တန်းရေးလိုက်ပေါ့နော်နံပါတ်ပတ်လေးပိုင်းတော့နံပါတ်ပတ်နဲ့ဆိုတော့ပုံမြန်တာပေါ့ပြီးရင်8ကီလိုဖိပြီးတော့ကျွန်တော်တို့ဒီမှာ5က% ကိုတုတ်တာဒီလိုမျိုးလေးကျွန်တော်တို့လုပ်လို့ရတယ်ပေါ့ဒါမျိုးလေးလုပ်လို့ရတယ်ဟုတ်ပြီအဲ့လိုလေးကျွန်တော်တို့လိုတဲ့ဟာလေးပေါ့နော်ကျွန်တော်10%ဆိုလဲ10% 20% ဆိုလဲ20% keyboard လေးကနေရိုက်လို့ရတယ်အဲ့လိုမရိုက်ချင်ဘူးဆိုတခြားဘယ်နည်းရှိသေးလဲပေါ့နော်ပါစလေးတွေရိုက်ချင်တယ်ဆိုရင်တော့ကိုလိုချင်လောက်ဆက်လက်မှတ်ထားလိုက်တော့ပြင်ပါစလေးကိုနှိပ်လိုက်ပေါ့နော်ပြီးရင်မှကျွန်တော်တို့5%လားအန်တာလေးနဲ့ဆင်းပြီးသွားလို့ရတယ်7%လား8%လားကျွန်တော်10%လားဒီလိုမျိုးလေးဆင်းပြီးတော့လဲသွားချင်တယ်ဆိုရင်သွားပါတော့အဲ့လိုလေးလည်းသွားလို့ရပါတယ် short မရှိပါဘူးနော်ဒါတော့ပါစံအသုံးပြုနေကျွန်တော်တို့5ကိုရေးပြီးတော့မှဒီပါစံကြီးကိုသွားပြီးတော့သုံးနေဆိုရင်တော့900အဲ့လိုဖြစ်သွားလိမ့်မယ်နော်အရင်အဆင်မပြေဘူးပါစံကိုအရင်ဆွဲချထားပြီးတော့ကျွန်တော်နောက်မှခဏလေးတွေရိုက်ပြီးတော့သုံးနေဆိုရင်တော့အဆင်ပြေပါတယ်ဒါမှမဟုတ် keyboard ကနေပြီးတော့ပဲကိုလိုချင်တဲ့ number တန်းဆိုရင်တန်းရိုက်ပြီးတော့မှ8ကီလေးကိုပြီးပြီးတော့ file လေးကိုနှိပ်ပြီးတော့ပါစံလေးထုတ်လိုက်ပေါ့နော်အဲ့လိုမျိုးထုတ်လိုက်ရတယ်တိတ်နေတဲ့လို့သွားလို့ရပါတယ်ဟုတ်ပြီနောက်တစ်ခုကကျတော့ကျွန်တော်တို့ conditional formatting conditional formatting ကကျတော့ကျွန်တော် format တွေရဲ့အခြေအနေကိုသူကညွှန်ပြပေးတာပေါ့နော်ဒီနေရာမှာတော့ဒီနေ့မှာတော့ဒါလေးကိုနည်းနည်းကြော်သွားလိုက်မယ်ပေါ့ဒါ formula function တွေနဲ့ကြာရင်သူကတိတ်ဆက်ဆက်မှုမရှိဘူးတိတန့်သူ့တပိုင်းသွားပေးလို့ရတယ်ပေါ့နော်အဲကြတော့နောက်ပိုင်းကျမှကျွန်တော်သွားပေးမယ်နောက်က format table ဒီ format table လေးလုပ်နေပေါ့နော် format table လေးကြတော့ဆိုကြပါစို့ကျွန်တော်တို့ table function လေးသုံးချင်တယ်ဆိုကျွန်တော်လိုဒီလောက်လေး select မှတ်လိုက်မယ်ပြီးရင် format table ကိုတစ်ချက်နှိပ်လိုက်မယ်ကိုကြိုက်တဲ့ design လေးကိုရွေးလိုက်ပေါ့နော်ဒါမျိုးဆိုရင်သူကအမှဒီပေါက်လေးပေါ်လာတယ် table ပေါက်လေးပေါ့ table ပေါက်လေးပေါ်လာတယ်ဆိုရင်ကျွန်တော်တို့မှာဒါတော့သူဒီ row ရဲ့အားကိုပြပေးတာပေါ့နော် M1 ကနေပြီးတော့ကျွန်တော်တို့ after 10ထိတယ်နော် M1 ကနေပြီးတော့ after 10ထိသူက table လေးရဲ့အနေထားလေးကိုပြတာအဲ့ဒီမှာထူးခြားခြားပေါ့နော်ဒီမှာ dollar sign လေးတွေလည်းပါတယ် dollar sign လေးတွေကကျတော့သူက loss ဆိုတဲ့သင်္ကေတလေးကိုပြောတာဒါနောက်ကျရင်တော့အခြေပြောပြပေးပါမယ်နော်ဟုတ်ပြီအဲ့ဒါလေးပြောနော်ဒါလေးလုပ်ထားတယ်ပြီးရင် my table has header ပေါ့ကျွန်တော်တို့ table ကြီးမှာကျွန်တော်ခုဆရာမှတ်လိုက်တဲ့ကျွန်တော် select မှတ်လိုက်တဲ့နေရာမှာပေါ့ဘာမှကျွန်တော်စင်းစရာတွေလည်းမရေးထားဘူးဘာဆိုဘာမှမလုပ်ထားဘူးအကယ်၍ကျွန်တော်ဒီနားမှာအချက်လက်တွေနဲ့ကိုရီးယားကြိုပြထားတယ်ကျွန်တော်ခေါင်းစဉ်တွေနဲ့ကျွန်တော်ထည့်ထားတယ်ပေါ့နော်ထည့်ထားတယ်ဆိုရင်တော့ my table header ဆိုတာလေးအမှန်ချင်းပေးဖို့လိုတယ်ပေါ့ခုကကျွန်တော်ဘာမှမရေးထားဘူးဆိုတော့အမှန်ချင်းမပေးလဲရတယ်ပေးလဲဘာမှမပြေဘူးเนาะကျွန်တော်မပေးတော့ဘူးနိမပေးတော့ဘူးကျွန်တော်မှခေါင်းစဉ်ရှိမှကျွန်တော်ကပေးမှာခေါင်းစဉ်မရှိဆိုတော့ကျွန်တော်မပေးတော့ဘူး OP လေးပဲနှိပ်လိုက်ဒါဆိုရင် तू ကသူ့ table design လေးနဲ့ပေါ့နော်ကျွန်တော်တို့ wall မှာလိုပဲထုံးစံနိုင်မယ်လေဒီပုံမှာဆိုရင်ဒီကျွန်တော်တို့ hair ရဲ့နောက်မှာဘာမှမရှိဘူးပေါ့နော်ဘာတက်မှမရှိဘူး hair တက်ကနောက်ဆုံးတက်ပဲအဲ့ဒါအောင်မှာ table လေးကို select မှတ်လိုက်မယ်ဆိုရင်တော့ hair တက်နောက်မှာ table design ဆိုတဲ့တက်လေးကပေါ်လာတယ်အဲ့တော့တစ်ချက်ဝင်ပြီးတော့ table design လေးတွေပြောင်းလို့ရတယ်ပေါ့နော်ဒီ table ဘိုင်းအသေးစိတ်ကလည်းနောက်ကျရင်တေချာပေါက်လာပါမလိမ့်မယ်နော်ဒီမှာကျွန်တော်ကြက်တဲ့ design လေးဒီမှာရွေးလို့ရတယ်ပေါ့နော်အချမ်းများလောက်တင်ရပါပြီခေါင်းတဲ့ကိုကျွန်တော်တို့ပြန်သွားမယ်ပေါ့နော်ပြီးရင် set style ကျတော့ set တစ်ခွက်ချင်းစီရဲ့ style လေးကိုကျွန်တော်ရွေးပေးရတာပေါ့နော်ကိုကြိုက်တဲ့ပုံစံလေးတွေရွေးလို့ရတယ်ကြိုက်တဲ့ပုံစံလေးတွေကျွန်တော်တို့ယူလို့ရတယ်ပေါ့နော်ဒါမျိုးလေးတွေယူလို့ရတယ်ဒါ set style လေးပဲထွေထူးသိမ့်မဟုတ်ပါဘူးနော်ဟုတ်ပြီဒီမှာ insert ဆိုတော့ကျွန်တော်ထပ်ပေါင်းထည့်တာပေါ့ insert ရှိ row ရှိ column ကျွန်တော်ကြိုက်တာပေါင်းထည့်လို့ရတယ်ဥပမာဒီငါးလေးမှာကျွန်တော်ကာစာလေးဆက်လက်လေးမှတ်လိုက်မယ်ပြီးရင် insert cell ဆိုရင်တစ်ချက်နှိပ်လိုက်ပြီဆိုတော့သူက cell ပေါက်လေးပေါ်လာတယ် insert ပေါက်လေးအဲ့မှာကျွန်တော်တို့ကရှစ်ဆဲလက်ကိုလုံးမလား right ကိုလုံးမလားပေါ့နော်လက်ကိုလုံးမလား right ပေါ့နော်ရှစ်ဆဲ right ကိုလုံးမလား down ကိုလုံးမလားအပေါ်လားအောက်လားပေါ့နော်အဲ့ဒါမျိုးလေးသူကမေးတယ်ဆိုရင်ဒါကြက်တလူလေးလို့ပေါ့ကျွန်တော်တို့ဥပမာဒီဟာလေးကဘာလို့သုံးလဲဆိုတော့ insert ဆိုတော့ထပ်ပေါင်းထည့်တယ်ဘာလေးတွေပေါင်းထည့်တာလဲဆိုကျွန်တော်တို့ set ကွက်လေးတွေလိုတဲ့အခါမှာပေါ့နော်မဖြစ်မနေ set ကွက်လေးတွေလိုတဲ့အခါမှာဒီ insert တွေကနေပြီးလာပေါင်းထည့်ရတယ်ပေါ့နော်ကျွန်တော် right လေးနဲ့ပေါင်းထည့်ကြည့်လိုက်ပြီဒီမှာဆိုမရအောင်နော်ဘာလို့မရဆိုတော့ကျွန်တော်ဒီ table ခံနေတဲ့အခါမျိုးမှာသူကမရတတ်ဘူးဒါကြောင့်ကျွန်တော် table လေးကိုခဏဖြုတ်ထားလိုက်အောင်မယ် table လေးခဏဖြုတ်ထားလိုက်အောင်မယ်အဲဆိုကျွန်တော်ပြန်လုပ်ကြည့်မယ် insert ထဲကိုသွားလိုက်တယ် insert cell လေးကိုနှိပ်လိုက်တယ် right okay လေးပေးလိုက်မယ်ဒီမှာဆိုပေါင်းသွားရင်နော်ဒီ 20% ကဒီဘက်ရောက်သွားတယ်ပေါ့ cell ကွက်တစ်ကွက်သူက right ကိုညာဘက်ကိုသူကပေါင်းထည့်လိုက်တာပေါ့နော်ပေါင်းထည့်လိုက်တဲ့အနေထားလေးတွေဒီနောက်မှာတိတောင်ကျွန်တော်နေတစ်ပေါ့ဒီလိုလေးကျွန်တော်ရေးကြည့်မယ်ဒီမှာတစ်နားမှာကျွန်တော် select မှတ်ထားတယ်ပြီးရင် insert ထဲကိုသွားလိုက်မယ် insert cell လေးကိုတစ်ချက်နှိပ်မယ်ရှစ်ဆဲ right ပေါ့နော်အားလေးကိုကလေးပေးလိုက်မယ်ဒီမှာဆိုရင်သူကနော်ပထမဒီမှာတစ်ကွက်ကဒီဘက်ရောက်သွားတယ်ပေါ့နော်အဲ့ဒါမျိုးလေးကျွန်တော်တို့ပေါင်းထည့်လို့ရတယ်ပေါ့ဒါကဆဲကိုပေါင်းထည့်တာနောက်ကကျကျွန်တော်တို့ဘာကိုပေါင်းထည့်လို့ရတယ်ဆိုတော့ sorry နောက်ကျကျွန်တော်တို့ column တွေ row တွေလည်းရတယ်ပေါ့နော် insert ရှိ row တစ်ခုလုံးကျွန်တော်တို့ပေါင်းထည့်လိုက်မယ်ပေါ့နော်ဒါဆိုရင်ဒီမှာ row တစ်ခုအသစ်ရောက်သွားပြီနောက်က column တစ်ခုလုံးကိုကျွန်တော်ပေါင်းထည့်ကြည့်လိုက်မယ်insert ရှိ column
column တစ်ခုလုံးကျွန်တော်ပေါင်းထည့်လိုက်တယ်ပေါ့နော်ဒီနေထားလေးတွေကျွန်တော်တို့အလွယ်တကူလုံးလေးရတယ်ပြီးရင် delete ပေါ့နော်ဖြတ်တဲ့ဘိုင်းလေးတွေဖြတ်တဲ့ဘိုင်းကတော့ဆဲတစ်ခွက်တည်းကိုပဲတည်တံ့ဖြတ်မှာလားဆဲတစ်ခွက်တည်းတည်တံ့ဖြတ်မှာလားဆိုတော့မေးတယ်ဘယ်လားညာလားဆိုပြီးတော့သူအဲ့လိုပေါ့နော်အပေါ်လားအောက်လားအဲ့လိုမေးတယ်ပေါ့နော်ဘယ်ဘက်ကိုယူသွားမှာလဲပေါ့ပြောချင်တာကကျွန်တော်ဒီဆဲခွက်ကိုဖြစ်မယ်ဆိုရင်ဒီအပေါ်ကဆဲကအောက်တက်လာမှာလားဘေးကဆဲကဒီဘက်ကိုရွှေ့လာမှာလားသူအဲ့ဒါကိုမေးတာပါပဲနော် okay လေးကျွန်တော်ပေးလိုက်မယ်ဒါဆိုဘေးဆဲပဲရွှေ့လာတယ်ပေါ့နော်အဲ့ဒါမျိုးလေးပဲကျွန်တော်ကိုရွှေ့လိုက်တဲ့ပုံစံတိုင်းပဲဟုတ်ပြီနောက်ကကျတော့ delete sheet row ဆိုတော့ကျွန်တော်တို့row တစ်ခုလုံးကျွန်တော်တို့ဖြတ်တာပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်ဒီလွတ်နေတဲ့ဘာသာမှမရေးတာလွတ်နေတဲ့ row ကိုကျွန်တော်ဖြတ်ကြည့်လိုက်မယ်select အဲ့နာမှာ select မှတ်ထားတယ်ပြီးရင် delete sheet row လို့ချက်နေလိုက်မယ်မရှိတော့ဘူးဒီ column တစ်ခုလုံးနဲ့ဖြတ်ချင်တဲ့အခါမျိုးမှာ delete sheet column လေးပြတ်သွားပြီပေါ့နော်ခုကျွန်တော်ဒီနေ့ပြောပြတဲ့ဟာလေးတိုင်းနည်းနည်းခက်မြင်မြန်လေးပြောပြပေးတာလွယ်တယ်နားလည်လွယ်တယ် like လုပ်လို့လည်းလွယ်တယ်ပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်မနှက်ဖြန်ကြရင်function တွေ formula တွေတွားပေးခြင်းလို့ဒါလေးတွေကြတော့လည်းမဖြစ်မနေနည်းသိရအောင်ဆိုပြီးကျွန်တော်ပြောပြပေးတဲ့သဘောမျိုးပါပဲနောက်တစ်ခုကကျတော့ format ကကျတော့သူက row တွေရဲ့ height တွေ column တွေရဲ့ width တွေကို auto default ထားလို့ရတယ်ပေါ့နော် default ကိုကြိုက်တယ်လို့ထားလို့ရတယ်ဒါကတော့ကွန်ပျူတာကနေပြီးတော့ auto เนาะ software ကနေပြီး auto ပေးထားတဲ့ default size ဒီ default size ပဲကျွန်တော်ကြိုက်ပါတယ်ပေါ့နော်ကျင်းကျင်နေဆိုရင်လည်း select မှတ်ပြီးတော့ပဲဒီလိုမျိုးတွေလုပ်တယ်ပေါ့နော်အဲ့ဒါမှမဟုတ်ဘူး default size ကဘယ်လောက်ထားခြင်းလဲပဲဟောထားခြင်းလဲဆိုရင်ဒီ format ထဲကိုသွားပြီးတော့ကို default ထားလို့ရတယ်ပေါ့နော် default ဘယ်လောက်ထားမှာတော့ 8 ဒါမှဆို11ပေါ့အဲ့ဒါမှထပ်မြင့်ခြင်းမြင်ပေါ့နော်ကိုကြိုက်တယ်လို့ထားလို့ရတယ် default ထားလို့ရဟုတ်ပြီနောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီ visibility ပေါ့နော် visibility high and height ဒါလေးကဘာပြောချင်တာလဲဆိုတော့ကျွန်တော်တို့ high row high column high sheet ကျွန်တော်တို့ high ချင်တဲ့ကောင်လေးတွေကို high လို့ရတာကိုသူပြောပြပေးတာပဲတခုကျွန်တော် select မှတ်ပြမယ်ဒီထဲကိုသွားလိုက်မယ် high row ပေါ့နော်ကျွန်တော် row တစ်ခုလုံး high ထားလိုက်ရတယ် high row တစ်ချက်နှိပ်လိုက်မယ်မ row တစ်ခုလုံး high သွားပြီမရှိတော့ဘူးဒီမှာဆိုရင်row 1ပေါ့နော် row 2 row 3ကပျောက်သွားပြီဒီမှာပုံစံလေးလည်းသိတာပါတယ်နည်းနည်းလေး high ထားတဲ့ပုံစံလေးမှာ row 4ဖြစ်သွားတယ်3ကပျောက်သွားတယ်เนาะအဲ့ဒါကိုကျွန်တော်ပြန်ဖော်မယ်ဆိုရင်အလွယ်ဆုံးလေးကတော့ဒီကောင်လေးကျွန်တော်ဒီလိုကလစ်လေးဆွဲပြီးတော့ဖိလိုက်ပေါ့နော်ဖိပြီးတော့ဆွဲချလိုက်ပေါ့အဲ့လိုမျိုးလေးလုပ်လိုက်ရင်တော့ပြန်ပေါ်ရဲပေါ့နော် control z နဲ့ကျွန်တော်မူလတိုင်းပြန်သွားလိုက်မယ်အဲ့လိုမလုပ်ချင်ဘူးဆိုရင်လည်းသူကဒီ row ကိုကျွန်တော်တို့ high ထားတဲ့ row ကိုခြုံငုံမိအောင်ပေါ့နော်2နဲ့4ကို select မှတ်ပေးရတယ်2နဲ့4ဒီလိုလေး select တွဲမှတ်ပေးရတယ်ဒါ2တစ်ခွက်တည်းကိုပဲကျွန်တော်တို့မှတ်ပေးထားတာတို့4တစ်ခွက်တည်းမှတ်ပေးထားတာတို့ဆိုရင်3ကပြန်ပြီးတော့ high လုပ်လို့မရဘူးပေါ့နော်2နဲ့4ကိုခြုံငုံပြီးမှတ်လိုက်မှာ3ကမှတ်ပြီးသားဖြစ်သွားတာပေါ့နော် select မှအကျိုးနဲ့သဘောမျိုးပါပဲပြီး format ထဲကိုသွားမယ် high and high ပြီးရင်ကျွန်တော်တို့ high row လေးကိုတစ်ချက်နှိပ်ပေးလိုက်ဒါဆို3လေးကပြန်ပေါ်လာတယ်ပေါ့နော်အဲ့ဒီနည်းနဲ့လည်း follow လို့ရတယ်ခုနကကျွန်တော်ပြောတဲ့ဆွဲချတဲ့နည်းနဲ့လည်း follow လို့ရတယ်နောက်တစ်ခုကကျွန်တော် column ကို high ကြည့်မယ် format ထဲကိုသွားမယ် visibility အဲ့ဒီဝင်လိုက်ပြီးတော့ high and high ထဲမှာကျွန်တော်တို့ high column ပေါ့နော် high column လေးကိုတစ်ချက်နှိပ်လိုက်မယ်မဆို column high သွားပြီ high ဝိုင်းသိသိတာပါတယ်နော်ABCD EFG H လာမှာ H မလာတော့ဘဲနဲ့ဒီမှာ I ဖြစ်သွားတယ်ပေါ့နော်ဒီမှာလည်းသိတာပါတယ်မြင်းချောင်းလေးကနှစ်ချောင်းလေးဖြစ်နေတယ်အဲ့ဒီဟာလေးကိုဒီလိုလေး click ဆွဲပြီးတော့ကျွန်တော်ပြန်ဖော်လို့လည်းရတယ်လို့ control Z လေးနဲ့ကျွန်တော်နော် undo redo လေးပြန်လုံးလို့ရနော်ဒီမှာ control မှာလည်းရှိတယ်ဒီကောင်ဆိုရင်ဒါ control Y redo ဒီမှာဆိုရင် control Z undo ဒါမျိုးတွေနဲ့တွားလို့ရတယ် keyboard shortcut လေးနဲ့တွားလို့ရတယ်ပေါ့နော်ဟုတ်ပြီဒီအဲ့လိုမလုပ်ချင်ဘူးဆိုလည်းကျွန်တော်တို့ခုန row ကိုပြန်ဖော်တယ်လို့ပဲပေါ့နော်G row G column နဲ့ I column နှစ်ခုလုံးကို H column ကိုခြုံငုံမိအောင် select မှတ်လိုက်ပြီးတော့မှ format ကိုသွားပြီးတော့ high and high တွေဝင်ပြီးတော့ high column လို့တစ်ချက်နှိပ်ပေးလိုက်ပေါ့ဒါဆိုရင် H လေးကမူလတိုင်းပြန်ပေါ်တယ်ပေါ့နော်ဟုတ်ပြီနောက်တစ်ခုကကျတော့ format တွေကိုကျွန်တော်တို့သွားမယ် high and high တွေပဲသူက high sheet တစ်ခုလုံးကျွန်တော်တို့ high မယ်လို့သူကပြောတာပေါ့နော်ဒီ sheet တစ်ခုပေါ့ကျွန်တော်တို့ဒီမှာဆိုရင်ဒါကပုံမှန်ဆိုရင် sheet 1 sheet 2လို့ခြင်းနေဆိုရင်ဒီမှာ sheet 2ရှိတူရပြီရှိ3အဲ့လိုပဲရှိရကိုနှစ်သက်တယ်လို့အများကြီးလုပ်လို့ရတယ်ဗောနော်အများကြီးလုပ်လို့ရတယ်အဲ့ဒါအောင်မှဒီထဲမှာကျွန်တော်သူကရှိတွေကို high မလားပါလားသူကမေးတာဗောနော်ဟုတ်ပြီအဲ့ဒါဆိုတော့ကျွန်တော်ဒီမှာတစ်ခါလေးပြောပြလိုက်မယ်ပေါ့ဒီရှိ1ပုံကိုကျွန်တော် right click နဲ့ ပြီးတော့ဒီမှာလဲကျွန်တော်တို့ high လို့ရတယ်ဗောနော် high လေးကိုတစ်ချက်နှိပ်လိုက်မယ်ဒီမှာဆိုရှိ1မရှိတော့ဘူးပြန်ဖော်ခြင်းလဲဆိုဘယ်လိုလုပ်မလို့ကြိုက်မြတ်သက်ရာရှိပေါ်မှာ right click ပြန်နှိပ်ပြီးရင် high လေးကိုပြန်နှိပ်လိုက်အမှရှိ1လေးကိုတော့ပေးတယ်ပေါ့နော်ဒီကျွန်တော် high ထားတဲ့ဟာတွေအကုန်လုံးပေါ်နေမှာပေါ့ဟိုကျွန်တော်ရှိ1တစ်ခုပဲ high ထားတဲ့အတွက်ကြောင့်ရှိ1လေးပဲပေါ်နေတယ် okay လေးပေးလိုက်ရှိ1ပြန်ပေါ်ပြီနော်အဲ့ဒါ high တာပေါ့နောက်ကဒီကျွန်တော်တို့ရှိလေးပေါ်မှာ right click နေပြီးတော့ text color ပေါ့ကျွန်တော်တို့ကြိုက်တဲ့ color လေးတွေကိုရွေးလို့ရတယ်ပေါ့နော်ဒီမှာဆိုရင်ခန်းအောင်လေးရွေးထားလို့ရတယ်ဒီမှာဆိုရင်လည်း right click နေ high sorry high လေးကျွန်တော်ပြန်လုပ်လိုက်မယ်ဒီ
ဒီမှာဆိုလဲ right click နဲ့ dash color ထဲကိုရွေးပြီးအပြာလေးယူပေးလိုက်မယ်ဒီမှာဆိုလဲ right click နဲ့ dash color ထဲဝင်အနီလေးယူပေးလိုက်ပေါ့နော်အဲ့ဒါမျိုးလေးတွေကိုကြိုက်တဲ့ရာအရောင်လေးတွေနဲ့အရောင်ချဲလို့ရတယ်ပေါ့နော်အဲ့ဒါမျိုးတွေလုပ်လို့ရပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီမှာ mouse of copy ပေါ့ mouse of copy ဆိုတာကတော့ဒီကျွန်တော်တို့ဒီရှိတစ်ခုလုံးမှာကျွန်တော်ဇာတ်တွေလောက်ထားတယ်ပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒါလောက်ထားမျိုးလောက်ထားတဲ့ဟာမျိုးကြရင်ကျွန်တော်တို့ mouse of copy လောက်မလားပေါ့နော်အဲ့ဒါမျိုးသူကမေးတာ mouse of copy ကိုတစ်ချက်နှိပ်လိုက်မယ်တစ်ချက်နှိပ်ပြီးတော့ဒါလေးတွေအခုအကြမ်းမြပြောပြပါနောက်ပိုင်းကျရင်တော့အသေးစိတ်ထပ်ပြီးတော့လာမယ်ပေါ့နော်သူ့ပိုင်းနဲ့သူကြရင်တော့အကြမ်းမြနည်းနည်းနားလဲအောင်ကျွန်တော်ပြပြထားတာဖြစ်ပါတယ်အော်ဒီ mouse of copy ဆိုတော့သူကဒီကျွန်တော်တို့ကခုကဒီမှာရှိ1ပေါ့နော်ဒီရှိ1ကိုဘယ်နာကို move လုပ်မလဲပေါ့သူက move လုပ်မဲ့နေရာကိုသူကရွေးခိုင်းတယ် move to add ဆိုရင်အဆုံးသူရောက်သွားလိုက်မယ်ပြီးတော့ create copy ရော create လုပ်မှလားပေါ့နော်မလုပ်ဘူးဆိုလည်းရတယ်မလုပ်ဘူးဆိုရင်ဒီကောင်လေးကဒီပဲရွှေ့သွားလိုက်မယ်လုပ်တယ်ဆိုရင်တော့ဒီကောင်လေးကဒီမှာလဲကြံခဲ့မယ်ဒီလဲရွှေ့သွားမယ်နော်ကျွန်တော်အစမ်းပြပေးမယ်တစ်ချက် copy ကိုကိုကမလုပ်သေးဘူးပထမတစ်ခေါက် okay လေးပဲနှိပ်လိုက်မယ်ဒီမှာဆိုရင်ရှိ1ကနောက်ဆုံးရောက်သွားပြီပေါ့နော်ပထမကရှိ1ရှေ့ဆုံးမှာပြန်သွားခြင်းနဲ့ဆိုရင်ကျွန်တော်ဒီလိုကလစ်လေးကိုဖိပြီးတော့ဒီလိုဆွဲသွားလို့ရတယ်ဒီမှာအလက်ရပုံစံလေးမြင်လားမသိဘူးเนาะအောက်ကိုပြတဲ့အလက်ရပုံစံလေးဒီနားမှာပေါ်နေတယ်ဒီမှာဆိုအလဲမှာပေါ်နေတယ်ဒီနားမှာပေါ်နေဒီကောင်ဆိုရင်ဒီနားမှာပေါ်နေ sorry ဒီနားမှာပေါ်နေအဲဆိုရင်ဒီပေါ်လေးဒီဘက်ဆုံးလေးကိုရွှေ့လိုက်ပြီးရင်လွတ်လိုက်ပေါ့နော်ကိုကအလဲမှာနေခြင်းနဲ့ဆိုရင်လည်းအလဲလာမှာပေါ့နော်အလက်ရောင်လေးပေါ်လာပြီဆိုရင်ရပြီလွတ်လိုက်ပေါ့အဲ့လိုမျိုးလေးကျွန်တော်ရွှေ့လဲရတယ်နော်ဟိုလိုတီးတန့်ကြီး move မလုပ်ပဲနဲ့ right click နှိပ်မယ်ဒီကကျတော့ move လုပ်တာတဲ့ပုံပဲနဲ့ကျွန်တော် copy ပါလုပ်မယ်create copy လေးနဲ့ move to end လေးကိုကျွန်တော်နှိပ်လိုက်မယ်ကြိုက်တဲ့နေရာနှိပ်လို့ရတယ်ပေါ့နော်ရှိ3ပဲနှိပ်နေပေါ့ကျွန်တော် move to end လေးပဲတွဲလွယ်ကူပြပေးမယ် okay လေးနှိပ်လိုက်မယ်ဒါဆိုရင်ရှိ1ဟိုမှာနှစ်ခုမြောက်ပေါ့နော်ဒီမှာဆိုရှိ1နှစ်ခုဖြစ်သွားပြီကျွန်တော်တို့ဟုတ်ပြီပြင်ဖြတ်ခြင်းနဲ့ဆိုရင် right click နဲ့ကျွန်တော်တို့ delete ကိုနှိပ်လိုက်မယ်ဟုတ် delete ပဲထပ်နှိပ်လိုက်မယ်နော်ပြီးရင်ဒီကောင်လေးကိုကျွန်တော် rename ပြန်ပေးလို့ရတယ် rename လေးရှင်းနှိပ်လိုက်မယ်ရှိ1လို့ကျွန်တော်မပေးတော့ဘူးပေါ့နော်ဒီမှာကျတော့ကျွန်တော် test လုပ်တယ်ဆိုတော့ test 1လို့ပေးလိုက်လေရတယ်ကိုကြိုက်တဲ့နာမည်ပေးလို့ရတယ်ဒီကောင်လေးပေါ် right click နဲ့ rename လေးနဲ့ space လေးနဲ့ဖြတ်ပြီးတော့ order box ပေါ့နော် order box ဆိုပြီးတော့လည်းပေးလို့ရတယ်ကြက်တာပေးပေါ့နော်ကိုကြက်တဲ့နာမည်လေးတွေပေးလို့ရတယ်အော်ပြီးနောက်တစ်ခုကျတော့ right click နဲ့ပြီးတော့ insert ထဲကနေပြီးတော့ဒီကျွန်တော်ပုံမှန် worksheet မဟုတ်ဘဲနဲ့ချက်ပုံစံလား Excel 4.0 macro ပုံစံလားအဲ့လိုမျိုးလေးတွေကျွန်တော်သွားလို့ရပါနော်ချက်ပုံစံဆိုလဲချက်လေးကိုရွေးပြီး okay လေးနဲ့လိုက်ချက်ပုံစံလေးဖြစ်သွားတယ်ပေါ့နော်ဒီကြောင်းတွေကနောက်မှထပ်ပြောပြပေးပေါ့နော်ကိုကတော့ဒါလေးခဏထားလိုက်မယ်ဒီချက်လေးကို right click နဲ့ပြီးတော့ကျွန်တော် delete နဲ့ဖြတ်လိုက်မယ် delete နဲ့နှိပ်လိုက်မယ်ဒါဆိုပြတ်သွားပြီပေါ့နော်ဒါဆိုရင်ဒီ new sheet ခေါ်တာလေးတွေရမယ်နော် new sheet ခေါ်တာဆိုရင်ဒီမှာ sheet လေးတွေကိုပေါင်းလေးနှိပ်လိုက်တာနဲ့ new sheet ရအောင်တို့ရောက်တယ်ဒီ sheet လေးတွေကဘာလို့လို့ရဆိုနာမည်တွေပေးလို့ရတယ်အကြောင်းလေးချိန်လို့ရတယ်အားလုံး select မှတ်ခြင်းနဲ့ဆိုရင် select all sheet အားလုံး select မှတ်ပြီးတာဖြစ်သွားလိမ့်မယ်ဒီချက်လက်တွေလုပ်လို့ရတယ်ပေါ့နော်အားလုံး select မှတ်တဲ့ချိန်လေးတွေကျွန်တော်အများကြီးသုံးပါတယ်နော် show function တွေမှာဆိုဒီကောင်လေးတွေထည့်သုံးရတဲ့အပိုင်းလေးတွေလည်းရှိတယ်လေရှိတယ်ပေါ့နော်အဲ့ဒါမျိုးလေးတွေလုပ်လို့ရပါတယ်ဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်ဒီနေ့တော်တော်လေးစုံသွားမယ်မနေ့ပြန်ကြရင်ကျွန်တော် auto sum နေပြီးတော့စပြီးတော့ formula တွေအကြောင်းတွေ function တွေအကြောင်းတွေနောက်ကကျွန်တော်တို့ field ထဲမှာအရေးကြီးတဲ့ series တွေ just file တွေ flash field တွေအသုံးပြုပုံလေးတွေကျွန်တော်ပြပြပေးမယ်ပြီးတော့ကျန်တဲ့အကြောင်းအရာတွေပေါ့နော် format table တွေအကြောင်းလည်းအသေးစိတ်ထပ်ပြီးတော့ပြောပြပေးမယ်ပေါ့နော်ဒီနေ့တော့ဒီလောက်ပါပဲမနေ့ကကြာမှကျွန်တော်တို့ပြန်တွေ့ကြပါမယ်အားလုံးပဲအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ခင်ဗျ